နိုင်ငံတော်ရဲ့ပံ့ပိုးမှုမရှိရင်လည်းဘာမှကျွန်တော်တို့အဆင်ပြေမှုမရှိနိုင်ပါဘူးတစ်ချိန်လုံးကပြောမယ်ဆိုရင်ကျွန်တော်တို့ဒီလက်နက်တွေဟာကျွန်တော်တို့အမျိုးသားညီလာခံပြီးတဲ့အချိန်မှာလက်နက်တွေကိုပြန်အပ်ဖို့ကျွန်တော်ဂတိကဝတ်တွေရှိခဲ့တဲ့အတိုင်းကျွန်တော်တို့အမျိုးသားကောင်းဆောင်ထပ်တောင်ခန့်တီနိုင်ငံတော်ပြန်လည်ပြီးတော့အခြေခံဥပဒေတရားလည်းပြီးပြီဖြစ်ပါသောကြောင့်ဂတိကဝတ်တိုင်းလက်နက်တွေအပ်ဖို့တွားရောက်ပြီးတော့ဂတိသစ္စာတည်တည်နဲ့တွားရောက်ပြောဆိုဆွေးနွေးတင်ပြတဲ့အပေါ်မှာနိုင်ငံတော်အကြီးအကဲများကနေပြီးတော့စီရေးကိုမျှော်တွေးပြီးတော့အနာဂတ်ကိုလည်းနားလည်ပေးတဲ့အတွက်ဦးအောင်ခန့်ဒီလက်နက်တွေကိုအပ်တယ်ဆိုတာတော့မူရဂတိအရဂတိသစ္စာအရအင်မတန်ကောင်းတဲ့အလဲအားမယ်လို့နားလည်ပါလေသို့တော်လည်းပဲဦးအောင်ခန့်တို့အမျိုးသားအတွက်အကာအကွယ်တွေလိုပါသေးတယ်အခြေအနေတစ်ခုကိုရပ်တည်အောင်ဆောင်ရွက်အောင်မှဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအနန္တကိုတော့လက်ခံတယ်ဒါပေမဲ့လည်းတရားဝင်ဖြစ်သွားအောင်ဒီငြိမ်းချမ်းရေးလုပ်ပြီးတာနဲ့အလိုက်ပြီးဆိုရင်လည်းလူတို့မှာအကာအကွယ်မရှိဘဲနေမယ်ဒါနိုင်ငံတော်ရဲ့စေတနာအဲ့တော့အဲ့ဒီလက်နက်တွေကိုကျွန်တော်တို့ဘိုးငြိမ်းချမ်းရေးအသွင်ပြောင်းပြီးသူစစ်အဖြစ်နဲ့ပြောင်းလဲပေးခဲ့တယ်တရားဝင်နိုင်ငံတော်ရဲ့စေတနာကပါလေမိမိတို့အမျိုးသားလူမျိုးများတွေလိုအပ်အောင်မယ်ဆောင်ရွက်ဖို့ရှိအောင်မယ်အကာအကွယ်တွေလိုတယ်ဆိုတဲ့အတွက်ကြောင့်ဒီလက်နက်တွေဆက်လက်ပြီးတော့ဆွဲကင်ခွင့်ကိုတရားဝင်ဖြစ်စေရန်အသွင်ပြောင်းပြီးသူစေဘိုးငြိမ်းချမ်းရေးကနေတစ်ဆင့်အသွင်ပြောင်းတာဒါကြောင့်ဘိုးငြိမ်းချမ်းရေးအသွင်ပြောင်းပြီးသူစေဖြစ်ပါလေအခုလို့နိုင်ငံရေးပဋိပက္ခဖြစ်ပေါ်တဲ့အချိန်မှာနိုင်ငံတော်ရဲ့ကြီးစွာနဲ့သင်ပြောင်းပြည်သူစစ်ဖြစ်ပြောင်းလဲပေးတဲ့လက်နက်များနဲ့ကျွန်တော်တို့စာအားရှိသလောက်ကြိုးစားအားထုတ်ပြီးမိဘပြည်သူများရဲ့အခက်အခဲတွေကိုမိဘပြည်သူများရဲ့အိုးအိမ်စည်းစိမ်တွေကိုမတိမခိုက်အောင်ကာကွယ်ခဲ့နိုင်ပြီးယခုလိုစင်ပွားတင်တန်းလက်ဆင့်ကမ်းတင်တန်းများကိုစနစ်တကျတင်ကြားပေးတဲ့နေရာမှာစနစ်တကျကြိုးစားအားထုတ်ပြီးတော့အောင်မြင်စွာဖြင့်85ရာခိုင်နှုန်းနီးပါးရောက်နိုင်ပြီးလေ့ကျင့်နိုင်ပြီးကြိုးစားအားထုတ်နိုင်ခဲ့တဲ့အတွက်အမျိုးသားများအားလုံးကိုယ်စားလဲအမြဝန္တာကိုယူပါတယ်